Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ပြီးခဲ့တဲ့လအနည်းငယ်ကနပ်ခမ်းမျိုးတစ်မျိုးလုံးမှာမီးပြက်လို့ဆိုပြီးတော့မင်တို့ရိုးရိုးအချို့ဆန်းနဲ့ရိုးရိုးမိချွေကိုအသုံးပြုပြီးတော့ပြင်ဆင်ထားပေးတဲ့ခန်းစီလိုက်ကပိတ်စများကိုတွားရောက်သက်ဆင်ပေးမဲ့ဗီဒီယို request လေးဖြစ်တာပါရှင်ကဲမိမလာတော့လဲမင်တို့15ရက်လောက်အချိန်ယူပြင်ဆင်ပြီးတော့ဟင်လုံဖုန်ကြီးချောင်းဖက်ကိုတွားရောက်ပြီးတော့အလှဆင်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကဲအခုတော့ဟင်လုံဖုန်ကြီးချောင်းကိုရောက်နေပါပြီရှင်ကျောင်းမှာကတော့တော်တော်လေးကိုတာယာနေတာပါကျောင်းပေါ်မှာကတော့မူရင်းတဘာဝတစ်တာကိုကျောင်းထိုင်ဖုံဖုံနဲ့ရွာသူရွာသားများအားလုံးကဝိုင်ဝန်းပြီးတော့မှပြင်ဆင်ဆောက်လုပ်ထားတာဖြစ်ပြီးဒေတာတန့်ရှင်တဲ့ရဲ့ယုံတာမကတဘာဝအလားပါများနဲ့တော်တော်လေးကိုနေလို့ထိုင်လို့ကောင်းတာပါရှင်ကဲမင်တို့လည်းရောက်တာနဲ့ကိုအလုပ်ကိုဆောက်လုပ်ကြပါပြီရှင်ခန်းစီလိုက်ကအပိုင်းမှာဆိုရင်တော့လိုက်ကထူထူကြီးတက်ရင်မလိုက်ဖက်မှာဆိုရင်လို့ဖုံဖုံကဒီလိုမျိုးအပါစားကိုကနုတ်ဖြင့်အလားစင်မှာဖြစ်ပါတယ်ရှင်ဒါများအားလုံးကတော့စစ်စီယုံယုံရှိယုံတာမကနှွေးထွေးဖော်၍ပြီးအတီးတာမကမင်တို့ကိုစားစရာဖြစ်တဲ့ခောက်ဆွဲတွေကိုပါအတင်းလိုက်ကြွေးတာပါရှင်။တရန်ကိုစေတနာကောင်းကြတဲ့ကျမတို့ရဲ့တိုင်ရင်သားအကျင့်လေးတွေပါရှင်။ခါစီလိုက်ကမှဆိုရင်လည်းရွာတူရွာသားများအားလုံးကစုပေါင်းပြီးတော့အနေအများမစိုးပါဝင်လူတန်းကြတာပါရှင်။မိဆိုရင်လည်းတတ်နိုင်တဲ့လောက်ပါဝင်ထားတာပါရှင်။ဝေါအခုတော့အားလုံးတဆင်လို့ပြီးသွားပါပြီရှင်။ပိစာလေးကတော့မမတောက်စာအပါမဟုတ်ဖ ೇನೆ quality ကောင်းတဲ့စကားအဖြူရောင်အခါစားဖြစ်ပြီးနီညိုရောင်ပန်ကနုတ်အပွင့်ကြီးပိစာဖြစ်တာပါရှင်။အပေါ်ကပလဲလုံးလေးကတော့ပိစာနဲ့လိုက်ဖက်အောင်အနီရောင်တုံထားပေးတာပါကဲကျောင်းပိတ်လို့လိုက်လာကြတဲ့ညီအကိုနှစ်ယောက်ကတော့တော်တော်လေးကိုတွက်ချေကိုက်နေတာပါမဆိုရင်လည်းခန်းစီလိုက်ကလာမတက်ဘူးဆိုရင်ဒီလိုမျိုးတာရပြီးနှွေးထွေးဖော်ရွေကြတဲ့နေရာကိုတိမှမဟုတ်ပါဘူးရှင်ဖုံဆိုရင်လည်းတို့ထပ်ဆင်ပေးထားတာကိုတပေါ်ချလို့ဆိုပြီးတော့နောက်ထပ်ဖျားစင်ရှိမှခန်းစီလိုက်ကနဖူးစီဖြင့်အလားစင်ဖို့နောက်ထပ်မှအပေးခဲ့ပါသေးတယ်ရှင်ဒီတော့ဒုတိယပိုင်းဗီဒီယိုလေးမှာတို့ဖျားစင်ရှိမှအလားစင်မဲ့နဖူးစီပုံစံနဲ့ခန်းစီလိုက်ကဒီဇိုင်းများကိုကြည့်ရှုအားပေးဖို့ထပ်မံတောင်းဆိုအပ်ပါတယ်ရှင်